ဒီလူဟာနေတိုင်းလေရင်လက်မှတ်ဝယ်ပေမဲ့လေရင်ပေါ်ဘယ်တော့မှမတက်ခဲ့ပါဘူးသူဟာလေစိတ်ဆောက်အောင်ထဲမှာထိုင်ပြီး TV ကြည့်နေခဲ့ပါတယ်သူကြောက်နေခဲ့တာပါဒါပေမဲ့ဒီနေ့မှာအားကစား channel ရဲ့အစီအစဉ်တင်ဆက်သူဟာ TV ပေါ်မှာရုတ်တရက်သတိလေလဲကျသွားခဲ့ပါတယ်ကင်မရာကိုပွဲစီပြောင်းလိုက်တာနဲ့ကွင်းထဲကလူတိုင်းမြေပြင်ပေါ်လဲကျသွားခဲ့ကြပါတယ်အဲ့ဒီခါမှအဲ့ဒီလူဟာအချိန်ဆွဲလို့မရတော့ဘူးဆိုတာသိလိုက်ရတယ်သူအခုချက်ချင်းဒီနေရာကနေထွက်ပြေးရတော့မယ်ချက်ချင်းမို့ပဲသူဟာလုံခြုံရေးဆောင်ကိုတွန်းလှစ်ပစ်ချလိုက်တယ်သူရဲ့ရန်ဖယ်ကိုဆွဲယူပြီးယူသွတ်သူတူလိုလေရင်ကိတ်စီပြေးသွားခဲ့တယ်သူ့ပတ်ဝန်းကျင်ကလူတွေကသူ့ကိုအကြမ်းဖက်သမားလို့ထင်ပြီးအော်ဟစ်ခဲ့ကြတယ်တစ်ချိန်တည်းမှာပဲလေရင်မဲကလည်းအပြင်မှာတစ်ခုခုမားနေပြီလို့ခံစားလိုက်ရတယ်သူဟာရင်တကားကိုအမြန်ပိတ်ဖို့စူးစမ်းခဲ့ပေမဲ့နောက်ကျနေခဲ့ပြီလေရင်ပေါ်ကခီးတီတွေဟာရန်ဖယ်ကင်ထားတဲ့ဒီလူကိုမြင်ပြီးကြောက်လန့်သွားကြတယ်အဲ့ဒီလူကလေရင်မဲကိုတင်းနဲ့ချိန်ပြီးတကားကိုချက်ချင်းပိတ်မဟုတ်ရင်ငါပစ်မယ်လို့ပြောလိုက်တယ်အခုညီမဲ့စွာနဲ့လေရင်မဲဟာတကားကိုပိတ်လိုက်တယ်အခုတော့အဲ့ဒီလူဟာလေရင်မှုခန်းစီတန်းတန်းမတ်မတ်ပြေးသွားခဲ့တယ်သူ့ရင်ထဲမှာကြောက်ရွံ့နေပေမဲ့သူ့မျက်နှာကတော့တည်တင်းနေခဲ့ပါတယ်နေမဝင်ခင်လေရင်ကိုမပြန်တန်းရင်လူတိုင်းတည်ဆုံးလိမ့်မယ်လို့လေရင်မှုကိုသူရှင်းပြဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့လေရင်မှုကဘာမှနားမလည်ခဲ့ပါဘူးဒီတော့အတွင်းလေချောင်းရဲကတကားကိုခောက်ဖို့စတင်ခဲ့ပြီးအဲ့ဒီလူရဲ့အာယုံပြန့်လွင့်သွားခဲ့တယ်လေရင်မှုကအခွင့်အရေးကိုမြင်ပြီးသူ့တင်နက်ကိုလူဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့တင်နက်ကတိခတ်မိသွားပြီးကြီးစံဟာလေရင်မှုရဲ့လက်ထဲတက်တက်ဝင်သွားခဲ့ပါတယ်အခုတော့လေရင်မှုဟာလက်တစ်ဖက်တည်းနဲ့လေရင်ကိုမပြန်တန်းနိုင်တော့ပါဘူးတွဲဖက်လေရင်မှုကိုလည်းဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူးအခုညီမဲ့စွာနဲ့အဲ့ဒီလူဟာဒေါသထွက်နေတဲ့ရင်မောင်းခန်းစီပြန်သွားခဲ့ပါတယ်လေရင်မောင်းတက်တဲ့သူရှိလားလို့အော်ဟစ်မေးမြန်းခဲ့တယ်အဲ့ဒီအခါကယ်လီလို့ခေါ်တဲ့အမျိုးသမီးတဦးကကျမရဟတ်ရင်မောင်းတက်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒီလူဟာသူမရဲ့အကူအညီနဲ့လေရင်ကိုစတင်မောင်းနှင်ခဲ့ပါတယ်အခုလေရင်လေရဲရောက်နေပြီသူမဟာလေရင်မှုကိုနေဝင်ရနောက်ပတ်စီကိုပြန်တန်းဖို့အမိန့်ပေးခဲ့ပါတယ်လေရင်ခဏတာတည်ငြိမ်သွားတဲ့အခါလေရင်မှုကဘာလို့လဲနေဝင်သွားရင်တေးတယ်ဆိုတာဘာကိုဆိုလိုတာလဲလို့မေးခဲ့ပါတယ်အဲ့ဒီအခါရင်းမုံလို့အမိရတဲ့အဲ့ဒီလူကကျွန်တော်ကနေတိုးတက်မတော်ကဘုံမှုတူပါနေကပုံတန်ထန်ပြောင်းသွားပြီဆိုတဲ့ရှို့ဝက်စည်းဝေးတစ်ခုကိုကျွန်တော်မတော်တဆကြားခဲ့ရတယ်အခုနေရဲ့ရောင်ကြီးတွေဟာအဆောက်အုံတွေထဲပုံနေရင်တောင်အသက်ရှိသမျှကိုမိရှို့ပစ်မှာပါတိုက်ရိုက် TV မှာလဲကျသွားတဲ့ကစားသမားကဓာတ်ရဲ့တက်တွေပဲအခုသူတို့ဟာနေရောင်ကိုရှောင်ရှားပြီးအမောင်ထဲမှာဆက်လက်ပြန်တန်းနေရမယ်မဟုတ်ရင်လူတိုင်းတေဆုံးတာတေချာတယ်လို့ပြောပြခဲ့ပါတယ်ဒါပေမဲ့လေရင်မှုနဲ့တခြားသူတွေကတော့ဘုံမှုရဲ့စကားကိုမယုံခဲ့ကြပါဘူးလူတိုင်းကသူ့ကိုယူနေတယ်လို့ထင်ခဲ့ကြတယ်တစ်ချိန်တည်းမှာပဲလေရင်ပေါ်မှာထိုင်နေတဲ့ခရီးသည်တွေဟာတခုခုမားနေပြီလို့ခံစားလာရတယ်လူတိုင်းမငြိမ်မသက်ဖြစ်လာခဲ့တယ်ဘလို့ရှုပ်ထွေးမှုမျိုးမှမဖြစ်ရအောင်ဘုံမှုကတင်းနဲ့တလက်ကိုကောက်ယူပြီးလူတိုင်းကိုတိတ်ဆိတ်သွားအောင်လုပ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအခါလူတစ်ယောက်ကဘုံမှုရဲ့တင်းနဲ့ကိုတိတ်တဆိတ်လူယူလိုက်တယ်သူဟာတင်းနဲ့ကိုလေရင်မဲစီချိန်ပြီးဒီအယူကိုရေချိုးခန်းထဲတော့ခတ်ထားလိုက်လို့ပြောလိုက်တယ်ဘုံမှုကငါမင်းတို့အသက်ကိုကယ်ဖို့စူးစမ်းနေတာလို့ရှင်းပြခဲ့တယ်ဒါပေမဲ့အဲ့ဒီလူကအကြမ်းဖက်သမားတအုပ်ကိုပဲမြင်ခဲ့တာပါအခုညီမဲ့စွာနဲ့လေရင်မဲဟာဘုံမှုကိုရေချိုးခန်းထဲတော့ခတ်လိုက်တယ်အခုတော့အရာအလုံးထိန်းချုပ်မှုအောက်ရောက်ရှိလာတဲ့အခါလေရင်မှုကအနီးနားကအိုက်စလန်လေဆိပ်မှာအရေးပေါ်ဆင်းသက်ဖို့အစီအစဉ်ဆွဲခဲ့ပါတယ်ဒါပေမဲ့လေရင်အဲ့ဒီကိုရောက်တာနဲ့အောက်ကမြင်ကွင်းကိုမြင်ပြီးလူတိုင်းယူသွားခဲ့ကြပါပြီမြေပြင်ကမီးလောင်နေခဲ့တယ်လေရင်တွေအတွက်လူတွေဟာနေရခန့်တစ်ခုလိုမျိုးအပြေးလွှားတိုက်ခိုက်နေကြတယ်အဲ့ဒီခါမှလေရင်မှုနဲ့ကယ်လီတို့ဟာဘုံမှုပြောခဲ့တာအမှန်ပဲဆိုတာသဘောပေါက်လိုက်ကြတယ်နေကတကယ်ပုံတန်ထန်ပြောင်းသွားပြီအခုတော့အသက်ရှင်ဖို့တလန်းထဲသာရှိတော့ပါတယ်အဲ့ဒါကတော့အနောက်ဘက်ကိုဆက်တိုက်ပြန်တန်းနေဖို့ပါပဲအဲ့ဒီအခါကယ်လီကကြောက်ရွံ့စွာနဲ့နောက်ထပ်အမှန်တရားတစ်ခုကိုပြောလိုက်တယ်